ဒီနေ့မှာတော့တားလျက်လေးကြိုက်တယ်ပစုံရဲမလောင်းနေရအာလူးလေးကိုချက်ပါမယ်သူ့ကိုဒီတိုင်းလေးပဲပေါ့နော်ဟင်းလေးနဲ့ထမင်းလေးနဲ့ကျွေးပါတော့မယ်တသားတစ်နှစ်နဲ့3လဖြစ်တဲ့အတွက်အဲ့လိုမျိုးကျွေးလဲစားနေပြီပေါ့နော်ဒါပေမဲ့တသားအမြဲတမ်းဝင်းချုပ်တဲ့ကလေးဖြစ်တဲ့အတွက်မမေကတော့တစ်ပတ်ကို3ရက်ဖြစ်ဖြစ်2ရက်ဖြစ်ဖြစ်ဆံပြုတ်လေးတွေအမြဲတမ်းလှုပ်ကြည့်ဖြစ်တယ်ပေါ့နော်ဒီနေ့မှာတော့ကျက်သွန်လေးတစ်လုံးရယ်မြေပဲစီလေးနဲ့တုံထားတယ်ပေါ့နော်မြေပဲစီလေးရယ်စီတက်မယ်စီတက်လို့လည်းနည်းနွန်းလာပြီးမှုေးလာပြီးဆိုရင်ပစုံထည့်မယ်ပြီးရင်အာလူးထည့်မယ်ပြီးရင်မလောင်းနေဒီထည့်လိုက်မယ်ပေါ့နော်တသားကတနေ့ပြည့်တဲ့အတွက်ဒီလိုဟင်းလေးတွေနဲ့ထမင်းလေးနဲ့တသက်ခွဲကျွေးလို့ရနေပြီပေါ့နော်အဲကဲလို့6လ8လဆိုလို့ရှိရင်လည်းဒီဟာလေးတွေအရေးလေးဆက်ဆက်လေးနဲ့ထည့်ပြီးတော့ကြိတ်ပြီးတော့ကျွေးနေရတယ်ပေါ့နော်ပစုံကကြတော့6လလောက်မှ6လလောက်မှစမ်းပြီးတော့ကျွေးကြည့်ပေါ့နော်တချို့ကြတော့တဲ့လူရှိတယ်တချို့ကြတော့ပင်လယ်စာနဲ့မတဲ့ဘူးဆိုရင်လက်ကျိတ်တွေပါဖြစ်တယ်ပေါ့နော်အဲ့တော့နိုတိုင်းမိခင်ဆိုလို့ရှိရင်မမေကအရင်စားကြည့်ပေါ့နော်ပြီးမှအဲ့လိုမျိုးစမ်းတက်ပါတချို့ကြတော့မတဲ့ဘူးတချို့ကြတော့တဲ့တယ်ကွယ်မတူဘူးဆိုတော့လေဒီဟာလေးတွေနွန်းလာပြီဆိုလို့ရှိရင်ကြိတ်ထားတဲ့ပစုံလေးပေါ့နော်အေးရတော့မကြိတ်ထားတော့တုံးလေးတွေပဲတုံထားပါတယ်ခုရဒီကပစုံလေးတွေပေါ်နေပြီပေါ့နော်ပစုံလေးကိုထည့်မယ်ပြီးသွားလို့ရှိရင်ဥနီထည့်မယ်အာလူးထည့်မယ်ဒါကကြတော့6လစားလို့ရတဲ့စနေမှုတ်လေးနည်းနည်းထည့်ထားတာပေါ့နော်အယောင်လေးနည်းနည်းလှဝါလေးဖြတ်အောင်ပစုံခေါင်းလေးကကြတော့ဒီတိုင်းလေးပဲပေါ့နော်ပလဲဝါမှာဆိုလို့ဒီတိုင်းတာလေးလောက်ထားပါတယ်ဒါပေမဲ့လည်းချက်တော့လည်းပလဲဝါပါတယ်အဲ့တိုင်းလေးကိုနည်းနည်းလေးမှုတ်လိုက်မယ်ပေါ့ကွယ်ပြီးတော့အမကိုရေထဲပေါ့ကိုရေလိုတလောက်ပေါ့အာလူးနူးတဲ့အထိအာလာဦးနီနူးတဲ့အထိရေလေးတစ်ဆက်လေးထည့်လိုက်မယ်အရေလေးနည်းနည်းလေးခြံပြီးတော့ကျွေးမယ်ပေါ့နော်သူအရေလေးနဲ့အဖက်လေးတွေနဲ့လည်းအဲ့လိုမျိုးကျွေးမယ်ချက်ယူတော့မလုံတော့ဘူးဒီနေ့ဟင်းကြိုကမချက်တော့ဘူးဆိုတော့ဒီနေ့မအားတယ်ဟင်းကိုမချက်တော့ဘဲနဲ့တသားလေးတော့ဒီတိုင်းလေးပဲအရေဆက်ဆက်လေးကြံပြီးတော့ကျွေးပါမယ်ဒီတိုင်းလေးဆိုရင်ကလေးလေးတော်တော်စားပါတယ်မယုံကြည်ကြည်ပါတော့အရန်စိတ်တော့ခါကြတော့သူတို့တွေစားကြတယ်ပေါ့နော်ဒီလောက်မှကိုအရေနေသားဆိုရပါပြီ